ကျွန်တော်တို့ Asian ဆိုရဲငှက်ကလေးကနေလိုက်နေလိုက်နဲ့ပြန်တန်းလာတာမနေ့ပြန်ဆိုရင်17နှစ်ကျွန်တော်တို့ရှိပါပြီအောင်ပါစေစားလိုက်အောင်မယ်对呀，对嘛，我播吹嘛